你出考了。ဆက်နေတော့ကျွန်တော်တို့အချုပ်ကြီးကိုပြင်ပြရရှိပါတယ်။ကျွန်တော်တို့ရဲ့ပတ်သက်တွေကိုရှင်းပြပေးတော့ပါ။ဒါတစ်ဖက်ကိုချုပ်ပြီးပြင်လို့ရတယ်။ဒါမှမဟုတ်ကျွန်တော်တို့ဆက်လို့ရတယ်။ဒီလိုတော့တောင်းကြရတယ်။ဒါတော့မောက်ကနေပုံဖော်ချုပ်တာပါဘယ်လိုဆောင်မလဲမောက်ချတယ်မောက်လို့မောက်တော့ဟုတ်ကဲ့ဒီစနေနေ့ဆောင်ရရတာလို့ကျွန်တော်အချိန်အားဖြင့်ပြသပေးပါပါလေဒါတော့အဲ့ဒီဟာပေါ့နော်အဲ့ဒီရဲ့ဖေးစင်းကိုလည်းပြောပြတဲ့ကိစ္စတက်မနေပါလေဒီလိုရုပ်ရောဒီဆွေးရပြီးတော့တယ်ဟုတ်ကဲ့လားဒါတော့အချိန်ကြီးအခြေခံစလေးကိုဒါလည်းကျွန်တော်တို့ဒီလိုစနေလေးပြပြပြဖြစ်ပါလေကျေးဇူးတင်ပါတယ်ဆက်လက်ပြီး Numbers